အခုလိုပျော်ရွှင်စရာတင်ကြတဲ့နှစ်တစ်ခုဖို့ပြင်ဆင်နေကြတဲ့အချိန်မှာကျွန်တော်တို့အားလုံးစိတ်မကောင်းဖြစ်ရမယ့်သတင်းတစ်ခုပြင်ဦးလွင်မျိုးကနေထွက်ပေါ်လာခဲ့ပါတယ်။ပြင်ဦးလွင်ရဲ့အေးမြတဲ့လေထဲမှာမင်္ဂလာပွဲအတွက်ပြင်ဆင်နေတဲ့မင်္ဂလိတယောက်ရဲ့ဘဝဟာမမျှော်လင့်တဲ့နည်းနဲ့ရပ်တန့်သွားခဲ့တယ်။လက်ထပ်ဖို့ရပ်ပိုင်းအလိုပဲလူတော့တဲ့အမျိုးသမီးငယ်တဦးဟာသူမရဲ့ရီးစားဟောင်းတဲ့သူရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒါဟာရိုးရိုးတည်ဆုံးမှုတစ်ခုထက်ပိုပါတယ်။လူမှုပတ်ဝန်းကျင်မှာရှိနေတဲ့အစိတ်အတောက်ဖြစ်စေတဲ့ပတ်သက်မှုတွေရဲ့ကြောက်စရာကောင်းပုံကိုမိမောင်းထိုးပြလိုက်တာပါပဲ။သူမဟာအသက်28နှစ်လူငယ်ဘဝရဲ့လှဆုံးအချိန်မှာရှိနေတယ်။မိသားစုရှိတယ်။အနာဂတ်အတွက်အစီအစဉ်တွေရှိတယ်။အချစ်တစ်ခုနဲ့ဘဝကိုစတင်ဖို့ပြင်ဆင်နေတယ်။မင်္ဂလာပွဲနေ့ကိုစောင့်နေတဲ့သူမရဲ့အိမ်မက်တွေဟာအနီးကပ်လာနေခဲ့တယ်။ဒါပေမဲ့အတိတ်တစ်ခုကသူမကိုမလွတ်ခဲ့ဘူး။သူမရဲ့ရီးစားဟောင်းတစ်ချိန်လုံးကအချစ်ရှိခဲ့တယ်။ဒါပေမဲ့အချစ်ဆိုတာအဆုံးသတ်သွားတယ်။သူမကရွေးချယ်ခဲ့တယ်။အတိတ်ကိုခြံထားပြီးအနာဂတ်ကိုရှောက်မယ်လို့ဒါပေမဲ့တည်င်းရင်းမြတ်တဲ့လဲဆိုရရီးစားဟောင်းဖြစ်သူဟာအမျိုးသမီးရှိရာကိုရောက်ရှိလာပြီးဓာတ်နဲ့ထိုးနှက်ခဲ့တာပါဒဏ်ရာရီပြင်းထန်လွန်းတာကြောင့်လူမှုကူညီရေးအသင်းတွေကဆေးရုံကိုအမြန်ပို့ဆောင်ပေးခဲ့ပြီးမြဲဆေးရုံအရောက်မှာပဲကွယ်လွန်သွားခဲ့ပါတယ်ဧပြီ17ရက်ညဟာလူအများအတွက်ပုံမှန်ညတညပဲဒါပေမဲ့သူမအတွက်တော့နောက်ဆုံးညဖဲသွားမယ်ဆိုတာမသိခဲ့ဘူးသူမရဲ့အနာဂတ်သူမရဲ့မင်္ဂလာပွဲသူမရဲ့အိမ်မက်တွေအကုန်လုံးရပ်တန့်သွားခဲ့တယ်လူမှုကူညီရေးအဖွဲ့တွေအများဆုံးလာခဲ့ကြတယ်သူမကိုစီးရုံသို့ပို့ခဲ့ကြတယ်ဒါပေမဲ့သူမကိုပြန်ယူမနိုင်တော့ဘူးလက်ရှိမှာတော့ကျူးလွန်သူကိုဖမ်းဆီးရမိထားပြီလို့သိရပါတယ်ဒါပေမဲ့ဆုံးသွားတဲ့အသက်တစ်ချောင်းနဲ့ကြံရစ်ခဲ့တဲ့မိသားစုရဲ့ကြေကွဲမှုကိုတော့ဘယ်အရာနဲ့မှအစားထိုးလို့မရနိုင်တော့ပါဘူးတမိသားစုလုံးမင်္ဂလာပွဲအတွက်ပြင်ဆင်နေခဲ့တာဒီနေ့အတွက်မှာပဲဝမ်းနည်းမှုနဲ့ပြောင်းလဲသွားခဲ့တယ်မင်္ဂလာဝတ်စုံမဝတ်နိုင်တော့အိမ်မက်တွေမဖြစ်နိုင်တော့သူမကိုချစ်တဲ့သူတွေအဖြစ်မှန်ကိုမယုံနိုင်ကြသေးဘူးကျွန်တော်တို့ဒီနေရာမှာစဉ်းစားစရာရှိတာကဘာလို့ဒီလိုတွေဖြစ်နေရသလဲဆိုတာပါပဲအချစ်ကိုပိုင်ဆိုင်မှုလို့အထင်မှားနေကြတာပါငါမရရင်ဘယ်သူမှမရစေရဘူးဆိုတဲ့အသွေးဟာအချစ်မဟုတ်ပါဘူးဒါဟာအတ္တတတ်တတ်ဖြစ်ပြီးရာဇဝဲမှုစီကိုဥတီစေတဲ့စိတ်ယောဂမျိုးပါဒီဖြစ်ရက်ကအချစ်အကြောင်းပဲမဟုတ်ဘူးအချစ်နဲ့အာဃာကအကြားကကွာခြားချက်ကိုပြောပြနေတဲ့ဖြစ်ရပါချစ်ချင်းဆိုတာပိုင်ဆိုင်မှုမဟုတ်ဘူးချစ်ရင်လွတ်ပယ်တတ်ရမယ်မလွတ်နိုင်တဲ့အချစ်ကအချစ်မဟုတ်ဘူးအန်ဒီရဲ့ပါနောက်တစ်ခုကလမ်းခွဲပြီးနောက်မှာနှောက်ရှက်တာချင်းနှောက်တာတွေကိုကျွန်တော်တို့လူမှုပတ်ဝန်းကျင်ကအချစ်ကြီးလို့ပါဆိုပြီးပေါ့တန်ကြည့်လိမ့်ရှိပါတယ်ဒါဟာတကယ်တော့အန်ဒီရဲ့ရှိတဲ့အချက်ပေးကောင်းလောင်းတွေပါဒီလိုဖြစ်ရမျိုးနောက်ထပ်မဖြစ်အောင်ကျွန်တော်တို့ပါတယ်တတိထားစင်လဲလမ်းခွဲထားတဲ့သူစီကချင်းနှောက်မှုခံရရင်ပဲတော့မှတယောက်သေးသွားရောက်မတွေ့ဆုံပါနဲ့မိသားစုကိုအတီးပေးပါရှက်လို့ဆိုပြီးဖုံးကွယ်မထားပါနဲ့အနီးကဆုံးလူတွေကိုအချီးနှီးအမှန်ပြောထားပါချင်းနှောက်စားတွေအတန်းဖိုင်တွေကိုတင်းစီထားပြီးသက်ဆိုင်ရာကိုကြိုတင်တိုင်ကြားဖို့ဝန်မလေးပါနဲ့ကျူးလွန်မှုတွေကိုလည်းထိရောက်တဲ့ပြစ်ဒဏ်ပေးခြင်းအားချင်းနောင်လာနောက်တာတွေဓာမျိုးမလို့ရစီအောင်စံပြပြတာကိုလိုအပ်ပါတယ်တကယ်တော့အချစ်ဆိုတာတူးကိုတူးလေးစားခြင်းနဲ့လွတ်လပ်ခြင်းပေးခြင်းအပေါ်မှာပဲတိဆောက်တင်ပါတယ်အကြမ်းဖက်မှုဟာဘယ်တော့မှအဖြေမဟုတ်ပါဘူးကွယ်လွန်သွားတဲ့အမျိုးသမီးငယ်အတွက်ဆူတောင်းပေးရင်ချန်ရစ်စုမိသားစုဝင်တွေလည်းဒီတောကကနေအမြန်ဆုံးရုံးထွက်နိုင်ပါစေလို့ဆူတောင်းပေးလိုက်ပါတယ်မိမိတို့ပတ်ဝန်းကျင်မှာလည်းအခုလိုအန်ဒီရရှိတဲ့အခြေအနေမျိုးမြင်တွေ့နေရရင်ဝိုင်းဝန်းကာကွယ်ပေးကြပါအောင်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေ